သားရမြတ်သခင်အရှင်ရှုဖျားရဲ့တေခြင်းကိုရှင်ပြန်ထမြောက်တဲ့နေ့သခင်ဖျားနေ့ခရစ်တော်ဖျားမိမိကယ်တဲ့ပိုင်းရှင်ဖြစ်တဲ့ယုံကြည်သောလူသူများသခင်ဖျားနဲ့တူထမြောက်တဲ့နေ့မှာတို့ကနှုတ်ကပတ်တော်ပေါ်စင်စာစင်ကြယ်လုံးတွင်လဲသူကြည့်မြတ်တဲ့ရှင်ကိုပြက်ွက်ကိုယ်ွယ်ခွင့်ကိုဖြစ်စဉ်ပြီးတဲ့ကြောင့်တို့ဖျားရှင်နာမှာသား၏ပုံကြည်ပါစေသောမနေ့6နိုင်မှာ Bilingual Devotion ဖတ်ပြီးပြီလို့ယုံကြည်မျှော်လင့်ပါတယ်မနေ့9နိုင်မှာလဲMy Blessed Morning ဆိုပြီးတော့ Devotion ကိုလည်းနားထောင်ပြီးလို့ညွှန်လင်းပါတယ်အခုချိန်တိုင်းကတော့သခင်ဖျားနေ့တိုင်းမှာမနေ့7နိုင်တော့7နာရီ40မိနစ်40လောက်ပေါ့လေBlessed Sunday Sermon ဖြစ်ပါတယ်လို့ဒီနေ့မှာလည်းရောက်တိုင်းကိုအရှင်ရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာခြင်းသူရောက်တိုင်းကိုကြိုဆိုတယ်လို့ဖော်ပြလိုပါတယ်သခင်ဖျားနေ့ဖြစ်တဲ့ညီမြို့နယ်သက်ဆိုင်တဲ့ Conservative Evangelical Mission Minded Church မှာပေါင်းတယောက်ချင်းကအကောင်းဆုံးသောအရာဖြစ်ပါတယ်ယုံကြည်ခြင်းစီဝေခြင်းမှုမရှောင်မလွဲကြနဲ့လို့ကြားစာတိုက်ထွန်းတဲ့အတိုင်းမရှောင်မလွဲပဲနဲ့တွားရောက်ဖို့လုံကစိုက်တွန်းလို့ဆိုပြစီပြီးမှသာလင် social media မှာကျွန်တော်တို့ those conservative evangelical mission minded ဖြစ်နေတဲ့သူတွေဝင်ဟာချက်ကိုကြားနာစဉ်လုံးတင်ကြဒုတိယအကောင်းဆုံးဖြစ်တယ်ဆိုတာကိုအမြဲတမ်းပြောတဲ့အတိုင်းဆက်လက်ပြီးဖော်ပြလိုပါတယ်ဒီကနေ့မှာတော့ Corinthians စာဒုတိယဆောင်းခန်းကြီး7အပိုင်ငယ်18ကနေပါအပိုင်ငယ်29ကြားကိုအခြေပြုပြီးတော့ခရစ်တော်ဖို့ဒုက္ခဆင်းရဲတမန်တော်ရှင်ပေါလုရဲ့ဘဝတရားမှာအရှင်အမှုတော်ကြောင့်အရှင်ယေရှုအတွက်ကြောင့်ခံရတဲ့ဒုက္ခဆင်းရဲအများကြီးရှိပါတယ်။အဲ့ဒါပတ်သက်ပြီးတော့ကျွန်တော်ဆက်စားစီနှုတ်တဲ့ဘက်အတွက်အတ္တတာတီတီကိုဖိတ်ခေါ်ချင်ပါတယ်။ရှိဆိုကျွန်တော်ခြေပြုမဲ့ကြားစာများကိုတူတူကကြားနာစီနှုတ်တဲ့ဘက်အတွက်ဖိတ်ခေါ်လိုပါတယ်။တုတ်တန်ကျမ်းခန်းကြီး26အပိုက်ငယ်4အပိုက်ငယ်5ကိုပထမပိုက်နဲ့ဖတ်သွားမှာဖြစ်ပါတယ်။မိုက်တော်သူ၏သဘောသို့လိုက်၍သူ၏စကားကိုမချေနှင့်ထိုတို့ချေလင်သူနှင့်တူလိမ့်မည်မိုက်တော်သူတို့၏သဘောသို့လိုက်၍သူ၏စကားကိုချေလော့သို့မဟုတ်သူသည်ဝါကြွားသောစိတ်ရှိလိမ့်မည်တုတ်တန်29ပိုက်ငယ်1ပထမစာကြောင်းဖတ်တော်မှာဖြစ်ပါတယ်။နောက်ပြန်နေ့ကိုအမိပြု၍ဝါကြွားနှင့်ကျန်တဲ့ချက်တွေကတော့ကျွန်တော်တမတိကနေပြီးတော့ရွေးချယ်ထားပါတယ်။ပြည့်ချမ်းခန်းကြီး2အပိုင်ငယ်9အပိုင်ငယ်10ပြည့်ချမ်းခန်းကြီး2အပိုင်ငယ်9အပိုင်ငယ်10တင်ချင်းဒုက္ခခံခြင်းဆင်းရဲခြင်းကိုငါသိ၏တင်ဒီခံမိအရာတစ်စုံတစ်ခုမျှမကြောက်နှင့်တင်တို့သည်စုံစမ်းခြင်းကိုခံရမည်ကြောင်းမနတ်သည်တင်တို့တွင်အချို့ကိုထောင်ထဲ၌လှောင်ထား၍တင်တို့သည်ဆဲပတ်လုံးဒုက္ခဆင်းရဲကိုခံရကြလိမ့်မည်သေသည့်တိုင်အောင်တစ္ဆာဆောင်လော့တို့ပြုလင်အသက်တရဖူးကိုငါပေးမည်ရှင်ယာကုပ်ဩရာစာတဲ့နှစ်နေရာနေဖတ်ပြကြပါတယ်ရှင်ယာကုပ်ခန်းကြီး1အပိုက်ငယ်7ကိုပရချက်နဲ့ဖတ်သွားမှာဖြစ်ပါတယ်ယာကုပ်1အပိုက်ငယ်7စုံစမ်းလို့ရှက်ခြင်းကိုသိခံတော်သူသည်မင်္ဂလာရှိ၏အကြောင်းမူကားစစ်ကြောစုံစမ်းခြင်းကိုခံပြီးမှသခင်ဖျားကိုချစ်တော်သူတို့အားဂလိထားတော်မူသောအသက်တရဖူးကိုရလိမ့်မည်ရှင်ယာကုပ်ခန်းကြီး4အပိုက်ငယ်16အချင်းချင်းတယောက်နဲ့တယောက်ကိုယ့်ဖြစ်ကိုဖော်ပြတောင်းပန်ကြလော့ချမ်းသာရမည်ကြောင်းအချင်းချင်းတို့ဖို့ဆုတောင်းကြလော့သူတော်ကောင်းဆုတောင်း၍အရှိန်ကြီးသောပထနာသည်အလွန်တကိုးပါ၏အပိုက်ငယ်7လည်းဖတ်ချင်ပါတယ်တီးခံနိုင်သောသူတို့သည်မင်္ဂလာရှိသောသူဟု၍ငါတို့သည်ခေါ်ကြ၏ဂလာတိဩရစာအခန်းကြီး6အပိုက်ငယ်14ဂလာတိဩရစာအခန်းကြီး6အပိုက်ငယ်14ငါဖြစ်လင်ငါတို့သခင်ယေရှုခရစ်လာဝကတိုင်းတော်မှာတပါအဘယ်ရာ၌မျှဝါကြွားခြင်းမရှိပါစေနှင့်ထိုတော်ဝါကတိုင်းတော်မှာဤလောကသည်ငါအဖို့ရိုက်ထားခြင်းကိုခံလက်ရှိငါသည်လည်းဤလောကအဖို့ရိုက်ထားခြင်းကိုခံလက်ရှိကောရိန္သုစာဒုတိယစာဆောင်ခန်းကြီး10အပိုက်ငယ်18ကိုဖတ်ချင်ပါတယ်နှစ်ခေါ်10အပိုက်ငယ်18တို့ဖြစ်၍ဝါကြွားသောသူမည်သည်ကားသခင်ဖျား၌သာဝါကြွားစေ
အဲ့သဘောလိုပဲအဲ့သဘောလားမျိုးပဲတေကောခန်းကြီး1အပိုင်ငယ်31မှာတွေ့ရမှာဖြစ်ပါတယ်တေကောခန်းကြီး1အပိုင်ငယ်31တို့ဖြစ်၍ကျမ်းစာလာသည်နှင့်ညီဝါကြွားသောသူမည်သည်ကထာဝရဘုရား၌သာဝါကြွားစေကျွန်တော်နောက်ဆုံးတစ်ပိုက်အနေနဲ့ယောမရစာခန်းကြီး8အပိုင်ငယ်35အပိုင်ငယ်36ကိုဖတ်ပြချင်ပါတယ်ခရစ်တော်၏ချစ်ချင်းမြတ်တာတော်နှင့်ချစ်ချင်းမြတ်တာနှင့်ငါတို့ကိုအဘယ်သူကွာစီမည်နည်းအကယ်စင်စစ်ကိုရောဖို့ကျွန်တော်တို့သည်အစဉ်ပြအသေးသက်ခြင်းကိုခံကြပါ၏တပ်ဖို့ရထားသောတိုးကဲ့သို့ကျွန်တော်တို့ကိုသူတစ်ပါးမှတ်တကြပါ၏ကျမ်းစာလာသည်ညီစင်ရဲညွန်ညင်ခြင်းညှင်းဆဲနှိပ်စက်ခြင်းမိုးတိတ်ခြင်းအဝတ်ချီစီရှိခြင်းဘေးနှင့်တွေ့ကြုံခြင်းကွက်မြက်ခြင်းကိုခံရတော်လဲဤထိုမှုတို့တွင်အဘယ်မှုသည်ခရစ်တော်၏ချစ်ချင်းမေတ္တာတော်နှင့်ငါတို့ကိုကွာစေနိုင်မည်ခရစ်တော်၏ချစ်ချင်းမေတ္တာတော်နှင့်ငါတို့ကိုကွာစေမည်ကျွန်တော်ဒီကဖတ်ကြောင်းတဲ့နှုတ်ကတော်များအသက်ရှင်တော်မူသောဘုရားခင်စကားတော်များဖြစ်တည်နေ။ကျမ်းတော်လူကြတဲ့မော်ဘုရားခင်သည်အသက်တပံပြလဲကောင်းချီးပေးပါစေသော။အာမင်။အချိန်တိုင်းနဲ့နှုတ်ကတော်အတွက်ဆုတောင်းပြီးအနံ့ဖို့ဖြစ်ပါတယ်။ဆုတောင်းကြပါစို့။မြတ်တော်ရှင်ဖဖျားတော်ရမြတ်သခင်ယေရှုဖျားရဲ့တည်ခြင်းကိုရှင်ပြန်ထပ်ပြောတဲ့နေ့သခင်ဖျားနေ့ခရစ်တော်ဖျားကိုမိမိကယ်တယ်မှရှင်ပြန်ယုံကြည်တော်မူတဲ့သူများသခင်ဖျားနေ့လူထမြောက်တဲ့နေ့မှာနှုတ်ကတရားစကားကိုကြားနာစဉ်နှုတ်သိပြီးတော့ကြီးပြတဲ့ခြင်းကိုပြက်ဝဲကိုးကွယ်တဲ့ခွင့်ကိုပြင်ဆင်ပြီးတော့ကြောင့်နာမတော်ချီးမြှောက်ပြီးဝတ်ပြုကြပါရစေ။ခရစ်ရှင်တစ်ပါးတရားလည်းတိုင်းတိုင်းပြည်ပြည်ရဲ့ဖျားဖြစ်ပါတယ်။ယေရှုခရစ်ရှင်ဘင်္ဂရဘင်ဖျားတကားရဲ့ဖျားဖြစ်သောကြောင့်ခရစ်နာမတော်ထပ်ဆင့်ချီးမြှောက်ပြီးတော့ကိုးကွယ်ဝတ်ပြုကြပါရစေ။ကြီးပြတဲ့ခရစ်နာမတော်မြတ်သည်ကဘာဆက်ဆက်ပုံကြည့်၍မင်္ဂလာရှိပါစေသော။အထံတို့တွင်ချီးကလာခြင်းနဲ့သူတိုင်းမျိုးမှာပါလိုက်တဲ့သူစိတ်အပြည့်နာစာရှိတယ်လို့ဝန်ခံတဲ့ချိန်မှာပြင်လင်တော်မြတ်သခင်ယေရှုဖျားရဲ့အသွေးတော်အဖြစ်အပြစ်ရှိသမျှကိုဖြေလို့ဖြစ်ရှင်ပြီးသောကြောင့်ယေရှုတော်ကိုချီးမွမ်းပါရစေ။ဒီနေ့ကြားနာဆင်နှုတ်သွင်းမဲ့နှုတ်ကပတ်တရားစာခေကလာဆွတ်ဆက်ကလာရှုံးညာဖြစ်လင်းပြီးတော့ကောင်းကြီးပေးလေလမ်းပြတဲ့စကားတော်ဖြစ်တဲ့ကြီးယနေ့မှလည်းတာကိုယ်မှာစာကြားနေကြမဲ့တာမီတောင်ချင်းစီအတ္တတာပေါ်မှာဝန်တော်ဖျားရဲ့လင်းပေးခြင်းနဲ့သူတမန်တရားမှာပို့ဆောင်ပြီးကောင်းကြီးပေး၍လမ်းပြပဲ့ပြန်ပါပြီးအကြောင်းတေချင်မှရှင်ပြန်ထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖျားနာမတော်မြတ်ကိုမြှုပ်ပြီးယေရှုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနှံ့ကြပါရပါဖျားသခင်အာမင်တမန်တော်ရှင်ဘောလူရဲ့အရှင်ရဲ့မှုတော်မြတ်ကြောင့်အရှင်အတွက်ကြောင့်ခံရတဲ့ဒုက္ခဆင်းရဲတွေကိုကျွန်တော်ဒီနေ့အတူတူဆင်းရဲဖို့စဉ်းစားဖို့အတွက်ယုံကြည်သူတတ်တာတည်တည်ကိုဖြစ်စဉ်စေချင်ပါတယ်ခုနကျွန်တော်ပြောသွားတဲ့အတိုင်းနှစ်ကောခန်းကြီး7အပိုင်ငယ်18ကနေ20ခုမှာအခြေပြုပြီးတော့ခရစ်တော်ဖို့ဒုက္ခဆင်းရဲပေါ်လူခံတဲ့ဒုက္ခဆင်းရဲကိုအဓိကပြောသွားမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ခေါင်းစဉ်ငယ်တစ်ခုပေးထားပါတယ်အပိုင်ငယ်18ကနေပေါ့အပိုင်ငယ်23ပထမစာကြောင်းဒီပေါ့နော်18ကနေ23ကာကြီးလို့ကျွန်တော်မှတ်စုမှာတော့ရေးထားတယ်။မှားရင်သောဆရာများနဲ့နိုင်ရှင်ခြင်းလို့ဖော်ပြပါတယ်။ဒုတိယကတော့အပိုင်ငယ်23ခါဝဲနေပြီးတော့အပိုင်ငယ်29ထိခံသောဆင်းရဲခြင်းများဆိုပြီးတော့ပေါ်လူရခံတဲ့ရတယ်ဖော်ပြမှာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ပြီးကြတဲ့တောက်ချန်ဒီမနေ့ကမနေ့9နိုင်လောက်မှာကျွန်တော်ရဲ့ page မှာဒီနှုတ်ကတော်ခေါင်းစဉ်ကိုခုနပြောခဲ့တဲ့ခေါင်းစဉ်ကိုလေးနှစ်ခုပေါ့ခေါင်းစဉ်ကလေးနှစ်ခုပေါ့တော့အခြေပြုမဲ့ကျမ်းစာတွေနောက်ခုနကျွန်တော်ဖတ်ခဲ့တဲ့ကျမ်းစာတွေပေါ့လေဒါတွေကိုကျွန်တော်ရေးသားထားပြီးသားဖြစ်ပါတယ်ကျွန်တော် page မှာမြေနဲ့ကြည့်နေတဲ့သူတွေတို့ကတော့ဒါတွေကိုဖတ်ရှုပြီးတွေ့မြင်ပြီးပြီလို့ယုံကြည်မျှော်လင့်ပါတယ်ကျွန်တော်ဒီနေ့မှနားထောင်တဲ့သူတွေကိုအကြံဉာဏ်ပေးခြင်းသူမေတ္တာခံချင်တာတော့ကျွန်တော်ရဲ့ဒီသခင်ပြားနေ့မှာ Blessed Sunday Sermon ကျမ်းစာဆင်လုံးသွင်းမဲ့သူတွေအားလုံးတွေ့အမြဲတမ်းတောက်ချာနေမနေ့9နိုင်မှာကျွန်တော် page မှာဒီသခင်ပြားနေမှာဟောတဲ့တရားဟောချက်ခေါင်းစဉ်ရယ်ခုနပြောတဲ့ခေါင်းစဉ်ငယ်လေးရယ်အခြေပြုမဲ့ကျမ်းချက်တွေကျွန်တော်အမြဲတမ်းတင်လေးရှိပါတယ်ဒါကြောင့်လာမယ့်ပတ်မှာလည်းအလိုပဲတောက်ချာနေမနေ့9နိုင်မှာကျမ်းစာတွေကိုကြည့်ရှုမယ်ဖတ်ရှုမယ်ပြီးရင်ဒီလိုသခင်ပြားနေမှာ17နိုင်မှာထုံလွှင့်လည်းရှိပါတယ်လို့ဖော်ပြလိုပါတယ်ကဲတော့နှစ်ကွက်တော်တွားရအောင်ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းတမန်တော်ရှင်ဘောလူရဲ့ခရစ်တော်ရဲ့အမှုတော်မြတ်ကြောင့်ခရစ်တော်ဖို့ခံတဲ့ဒုက္ခဆင်းရဲတွေကိုသူဒီမှာဖော်ပြထားတွေ့မှာဖြစ်ပါတယ်ဒီဒုက္ခဆင်းရဲခံခြင်းနဲ့တူတမန်တော်ကြီးကပထမဆုံးစဉ်ကကျွန်တော်ပြီးထားတဲ့အတိုင်းပေါ့နော်မှားယွင်းတဲ့ဆရာတွေနဲ့နှိုင်းယှဉ်ခြင်းဆိုတာတွေ့ရမှာဖြစ်ပါတယ်ဒီကတော့အတိတ်ကာလလည်းကျွန်တော်ပြောခဲ့ပြီးပြီဝါကြွားဆရာတွေကို
လောကနဲ့ဆိုင်နေရတယ်ပေါ့အဲ့ဒီထားခဲ့ရမယ်မရှိအောင်ဝါကြွားရင်ထာဝရဘုရား၌ပဲဝါကြွားခုနကျွန်တော်ကျမ်းစာနှစ်ပိုက်ဖတ်ခဲ့တယ်တေခေါ်ခန်းကြီး1ဟလာအပိုင်ငယ်31ကနှစ်ခေါ်ခန်းကြီး30အပိုင်ငယ်18မှာကျွန်တော်ဖတ်ခဲ့ပြီးသားဖြစ်ပါတယ်ဝါကြွားသောသူဒီကသခင်ဖျား၌သာဝါကြွားစီသူဖြစ်၍ကျမ်းစာလာဒီကဝါကြွားသောသူဒီကထာဝရဘုရား၌သာဝါကြွားစီအထိတ်ကာလလုံးခဲ့အပတ်တရားလဲကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်ဒါဒီမှာတော့terminology ကဘာဖြစ်လဲဆိုရင်သူ့ရဲ့ဝါကြွားခြင်းခွင့်ရတဲ့ပတ်သက်ပြီးတော့ဖော်ပြထားတွေ့ရမှာဖြစ်ပါတယ်အပိုင်ငယ်18နှစ်ကောခန်းကြီး17အပိုင်ငယ်18ကိုကျွန်တော်ဖတ်ပြချင်ပါတယ်လူများတို့သည်လောကီရဲ့ချင်းရ၌ဝါကြွားသောကြောင့်ငါသည်လည်းဝါကြွားရ၏ဒါဆိုရင်သူဘာဖြစ်လို့ဝါကြွားရတာလဲသူ့ရဲ့ဝါကြွားခြင်းနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အပိုင်ငယ်22မှာလည်းတွေ့ရပါတယ်သူတို့ဒီဟေဘရဲလူဖြစ်ကြတော့သူတို့ဒီလိုပြောတဲ့ခါမှာကျွန်တော်ခေါင်းစဉ်ပေးထားတဲ့အတိုင်း false teachers မှားယွင်းတဲ့ဆရာတွေမိစ္ဆာဆရာတွေပေါ့လေဒါလည်းပြီးခဲ့ပါကနီကိုစတက်မှာကျွန်တော်ပြောခဲ့ပြီးသားဖြစ်ပါတယ်မှားယွင်းတဲ့ဆရာတွေမိစ္ဆာဆရာတွေနဲ့သူဝါကြွားနေတာသူတို့ကဟေဘရဲလူဖြစ်ကြသလားသူကဘာပြောလဲငါဒီလည်းဖြစ်လို့ပြောပါတယ်ဒါနှိုင်းရှင်နေတာပါသူတို့ဒီဣသေလလူဖြစ်ကြတော့ဒီမိုင်းနဲ့ဆရာတွေသူဂျူဒိုင်ဇင်ကနေပြီးမှခရစ်ယာန်တွေရောက်တဲ့ဂျူခရီးယန်တွေပေါ့လေငါဒီလဲဖြစ်တယ်လို့ပြောပါတယ်သူတို့ဒီအာဗြဟံအမျိုးဖြစ်ကြတော့ဣဇရေလမျိုးပေါ့လေတော့ဘာဆက်ပြောလဲငါဒီလဲဖြစ်လို့ဖော်ပြပါတယ်ကျွန်တော်ဒီအကြောင်းနဲ့ကြည့်ချင်းအဖြစ်terminology ကဘာဖြစ်လို့သူတို့နဲ့နှိုင်းရှင်ရတာလဲတမန်တော်ကြီးကသူတို့ဝါကြွားတဲ့ຢာပေါ်မှာဘာလို့ဝါကြွားတာခုနပိုက်ငယ်ဆက်ရှင်မှာပြောတဲ့အတိုင်းဒါဘာဖြစ်လို့လဲဒါကိုကျွန်တော်သေချာစဉ်းစားဖို့လိုအပ်ပါတယ်ဒီခုနကကျွန်တော်ရှင်ရကုတ်မှာဖတ်ခဲ့ပြီးပါပြီဘာပြောကြလဲဆိုလို့ရှိရင်ဝါကြွားခြင်းဟာမကောင်းမသင့်ဖြစ်တယ်လို့ဖော်ပြပါတယ်ခုနကျွန်တော်ရှင်ရကုတ်မှာဖတ်သွားတာကျမ်းချက်လေးကမှားသွားတယ်ထင်တယ်နော်ယာကုတ်အခန်းကြီး4မှာကျွန်တော်အပိုက်ငယ်16ဖတ်မယ်ဆို56လို့ဖတ်ပြီးလိုက်တယ် sorry ပါလို့ပြန်ပြင်ကြည့်ပါမယ်ယာကုပ်46မှာပြောလဲယခုသင်တို့သည်မိမိထောင်လာခြင်း၌ဝါကြကြသည်ထို့သို့ဝါကြွားခြင်းရှိသမျှသည်မကောင်းမသင့်ဖြစ်ဝါကြွားရမကောင်းမသင့်ဘူးလို့တမန်တော်ကြီးကပြောခဲ့ပြီးပါပြီသူကိုယ်တိုင်ဘာလို့ဝါကြွားရတာလဲနောက်ဆက်ပြီးတော့တုတ်တန်နဲ့ဆက်ခွန်ပိုက်ငယ်တက်မှာလည်းဖော်ပြတယ်လက်ဖြန်လေးကိုမိပြည့်မဝါကြနဲ့လို့ဖော်ပြတော့သူဝါကြွားခြင်းကိုကျမ်းစာကကာတတ်ထားတယ်မလုပ်နဲ့လို့ပြောထားတယ်ဒါဆိုတမန်တော်ကြီးဘာလို့လုပ်ရတာလဲနော်သူကလည်းပြောခဲ့ဘူးပါတယ်ဘာပြောခဲ့ဘူးလဲဆိုလို့ရှိရင်ဂလာတိပြောစာရေးရမှာဂရိရောစာခန်းကြီး6ပိုက်ငယ်14မှာငါဖြစ်လေငါတို့သခင်ယေရှုခရစ်လဝါကားတိုင်တော်မှာတပါအဘေရာ၌မျှဝါကြွားခြင်းမရှိပါစေနဲ့လို့ပြောတာအောင်ကျွန်တော်တမန်တော်ကြီးဝါကြွားတဲ့နေရာခြုံငုံပြီးတော့ကြည့်လိုက် generally speaking ပေါ့နော်ဒီဘောကသဘောနဲ့ကြည့်ရင်ကျွန်တော်နေရာ3နေရာမှာတွေ့ရတယ်ပထမတစ်ကတော့ထာဝရဘုရားတိုက်တာဝါကြွားတယ်သခင်ဘုရားနဲ့တော့ဝါကြွားတယ်ဒါတစ်ချက်ဒုတိယတော့ခုနဂလိုက်64ရခရစ်တော်ရဲ့လဝါကားတိုင်မှာဝါကြွားတယ်တတိယတော့သူ့ရဲ့အပြစ်ဘလောက်များလဲအပြစ်ရှိသောသူတွေငါသည်အကြီးဆုံးလို့သူတိမောသေပြောတဲ့အခါဖော်ပြခဲ့တာ။ဒါဆိုရင်တမန်တော်ကြီးကဒီမှာတော့လောကီနဲ့ဆိုင်နေရတယ်မှာဝါကြွားနေတာဖြစ်ပါတယ်။သူတို့ကဣသေလတွေငါလည်းဖြစ်တယ်။သူတို့ကဟေဘရဲတွေလားငါလည်းဟေဘရဲလူပဲ။သူတို့ကအာဗြဟံရဲ့မျိုးစေ့တွေလားအာဗြဟံအမျိုးနွယ်လားဟုတ်တယ်ငါလည်းအာဗြဟံမျိုးနွယ်ပဲလို့ဘာလို့တူနှိုင်းပြီးတော့နှိုင်းရှိပြီးပြောနေရတာလဲ။ဒါကိုကျွန်တော်စဉ်းစားဖို့ဖြစ်ပါတယ်။အတိတ်ကလာသူသင်ခဲ့တဲ့ຢာတွေလာမယ့်နာကမှာတုံသင်မယ့်ຢာတွေကျမ်းစာရဲ့တုံသင်ချက်တွေရှင်ရာကိုပြောတဲ့ຢာတွေခုနတုတ်တန်ဆရာရှောလုံမင်းကြီးပြောတဲ့ຢာတွေ तू မသိလို့သိပါတယ်။ဒါပေမဲ့လို့ဝင်ကြွားဝါကြွားနေရတယ်။အဖေကတော့တုတ်တန်ကျမ်းခိုင်း26အပိုက်ငယ်4အပိုက်9မှာတွေ့ရမှာဖြစ်ပါတယ်။ဘာပြောလဲ။မိုက်တော်သူတို့ရဲ့စကားကိုမချီနဲ့လို့ပြောပါတယ်။သူတို့ဝါကြွားရင်လည်းလိုက်မဝါကြွားနဲ့ပေါ့။သူတို့စကားကိုမချီလို့ပြောပါတယ်။ဒါပေမဲ့နောက်ဒုတိယတစ်ပိုက်ကဘာပြောလဲပိုက်9ကျတော့မိုက်တော်သူတို့ရဲ့စကားကိုခြေလို့ပြောပါတယ်အဲ့လိုမချင်ရင်သူတို့ကဒီလူတွေရှုံးပြီးသွားဝါကြွားစရာဖြစ်မယ်လို့ဖော်ပြပါတယ်ကျွန်တော် Christianity မှာကျွန်တော်တို့တိုက်လှန်တဲ့သူတွေရှိပါတယ်ကျမ်းစာရဲ့ခိုင်ခန့်မြဲမြံမှုတွေပဲဖြစ်ဖြစ်အရှင်ရှုရဲ့သက်ရှင်ခြင်းအရှင်ရှုရဲ့အပြုကညာနေပြီးတော့ virgin birth ပေါ့လေအပြုကညာလူစားတွေခံပြီးမွေးဖွားခြင်း
ဒါတို့ခိကလာဆက်မှာတိုက်ခံရတယ်အစိုးရဆုံးကတော့အရှင်ရှုရဲ့တော့မြောက်တဲ့နေ့မှာထမြောက်ရှင်တန်ခြင်းထမြောက်အသက်ရှင်ခြင်းဒါကိုလေဒီခိကလာမှာတိုက်နေတော့မယ်တိုက်တယ်ပထမချိန်တိုက်တာတော့ကျွန်တော်အေးဆေးပဲမချီနဲ့ဆိုတယ်မချီနဲ့ပေါ့ဒီမှာတိုက်ပါလားများလာရင်မူတာတွေနဲ့တိုက်ပါများလာရင်ကျွန်တော်လောကမှာတော့စိုးစကားရှိတယ်မူတာတွေကကြားပါများရင်အမှန်တရားလို့ထင်သွားတတ်တယ်ကြားပါများလို့ပေါ့ကျွန်တော်ဒီမှာလေတမလို့ရှင်ဘုလူရဲ့ရည်ရွယ်ချက်ကအဲ့ဒါပါပဲဝင်ကြွားခြင်းမလုပ်လို့တပတ်ဒီမှာဝါကြွားမိတယ်ဒီလူနဲ့မနှိုင်းရှင်ခြင်းဘူးတပတ်ဒီမှာသူနှိုင်းရှင်ပြီးတယ်ဘာကြောင့်လဲမိစ္ဆာဆရာကပြောလွန်ကြီးတဲ့အခါပေါလုကဝါတမန်တော်ကြီးပေါ့ပေါ့ကွာပေါလုကဒါမျိုးနဲ့တိုက်တာဂျူဒိုင်ဇမ်ယူဒဘာသာတွေခရစ်ယာန်ဖြစ်လာတဲ့ဂျူခရစ်ယာန်လို့ကျွန်တော်ပြောခဲ့တယ်သူကပေါလုကအမြဲတမ်းတိုက်ခိုက်နေတာပေါလုရဲ့တမန်တော်ဖြစ်ခြင်းတခင်ဘုရားလကခံခဲ့တဲ့ဟာလားတပါးမျိုးသားတမန်တော်ဖြစ်ခြင်းဒါတွေကိုသူတို့ကတိုက်ခိုက်နေတာဒါတွေကိုကောရိန္သုမှာရှိယုံကြည်စွာအချိန်ကြာတဲ့ခါမှာနားယောင်သွားမိတယ်အဲ့နားယောင်သွားမှုကိုအဲ့ဒီမှုကိုတမန်တော်ရှင်ဘုရားခြေဖြတ်နေခြင်းပဲဖြစ်ပါတယ်ဒါကြောင့်တရားနေရောပထမခေါင်းစဉ်ပေးထားတဲ့အတိုင်းမှားရင်သောဆရာမိစ္ဆာဆရာများနဲ့နှိုင်းရှင်ဝါကြွားခြင်းလို့ကျွန်တော်တတ်ထားတိုင်းသူဘာလို့အဲ့လိုပြုရတာလဲဆိုရင်မိုက်တော်သူရဲ့စကားကိုမချေနဲ့ဒုတိယတော့မိုက်တော်သူရဲ့စကားကိုခြေလို့မခြေခဲ့ရင်သူတို့ဒီဝါကြွားစရာဖြစ်လိမ့်မယ်သူကငါတို့ပြောတယ်မလားဟလားသူပေါ်လူဘာမှမပြောနိုင်ဘူးအဲ့တော့ကျွန်တော်မြန်မာမှာလည်းဆိုစကားရှိတော့တိတ်တိတ်နေကြအောင်ဝန်ခံတယ်စိတ်စိတ်နေကြအောင်ဝန်ခံတယ်လို့ပြောတာတိတ်စိတ်စွာနေကြအောင်ဝန်ခံတယ်ဒါပေါ်လူဒါကြောင့်ဖြစ်မှာပါအဲ့ဒါကြောင့်တက်မလို့ကြီးကဖော်ပြနေတာဖြစ်ပါတယ်ပဂရိဝိညာဉ်ပဂရိသဘောအဖြစ်တော့ဟလားသူတို့နဲ့နှိုင်းရှင်ဖို့တန်တဲ့တွေမဟုတ်သူတို့ဝါကြွားတာလိုက်ဝါကြွားဖို့လဲထိုက်တန်လူကိုတမန်တော်ရှင်ပေါ်လူတွေ့ပြောတာပါတပည့်ကျမ်းစာမှာအရှင်ယေရှုဖျားပြီးရင်ဖျားခင်ကောင်းကြီးပေးပြီးအသုံးတော်ခံခဲ့တဲ့ပုဂ္ဂိုလ်ကတမန်တော်ကြီးပေါ်လူလို့ကျွန်တော်ပြောရင်မှားမှာမဟုတ်ပါဘူးအရှင်ရှုဖျားမှာတော့တန်ရှုံးမြင်တော်နဲ့ပတ်သက်တဲ့စုကျေးဇူးတွေအားလုံးရှိပြီးသားဖြစ်တယ်တဖျားသားတော့ဖြစ်တာဒါပေမဲ့တမန်တော်ရှင်ပေါ်လူကတော့အားလုံးလိုဝိညာဉ်စုကျေးဇူးရထားတယ်ကျွန်တော်အဲ့လိုမျိုးဖျားခင်ကောင်းကြီးပေးပြီးသုံးခဲ့တဲ့ပုဂ္ဂိုလ်အသင်းတော်သမိုင်းကကျွန်တော်ဗာတိကြလဲဆိုရင်ဓမ္မသစ်အသင်းတော်64ပါးကိုတည်ထောင်ခဲ့တဲ့သူဓမ္မသစ်ကျမ်းစာမှာလဲဟုတ်လားရှင်ပေါလုရဲ့ဖော်လင်းအပီဆိုလို့ခေါ်တဲ့ပေါလုရေးသားတဲ့ဩဝါဒစာတွေက73ဆောင်ရှိတာပဲတကယ်လို့ဟေပြဲပါသူရေးတယ်ပြောရင်14ဆောင်ဖြစ်သွားမှာဓမ္မသစ်မှာ28ကျမ်းရှိတဲ့ကြောင့်တဝက်နီးပါးလောက်သူရေးခဲ့တာအဲ့တော့ကောင်းကြီးပေးပြီးသုံးခဲ့တဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်လို့မိစ္ဆာဆရာတွေပြောတဲ့စကားကိုခြေပနေရလဲမိစ္ဆာဆရာတွေပြောနေတဲ့စကားတွေကိုဟုတ်လားဝင်ကြွားဝါကြွားမှုတွေသူလည်းဘာလို့လိုက်ပြီးဝင်ကြွားဝါကြွားတယ်ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းမိုက်တော်သူတွေစကားကိုခြေနေခြင်းပဲဖြစ်ပါတယ်နောက်အကျမ်းစာအရေးကြီးအကြောင်းနောက်တစ်ခါကျွန်တော်ပြန်ပြီးတော့ဖတ်ပြချင်ပါတယ်မိုက်တော်သူတို့၏သဘောတူလိုက်ပြီးသူ၏စကားကိုမခြေနဲ့ထို့သောခြေလင်သူနှင့်တူလိမ့်မည်ပထမတော့မိုက်တဲ့သူတွေစကားကိုမခြေအောင်ခြေသူနဲ့တူသွားလိမ့်မယ်ဒါပေမဲ့ဆက်ပြီးတော့ဗာပြောတယ်မိုက်တော်သူ၏သဘောကိုလိုက်၍သူ၏စကားကိုခြေလို့ပြောတယ်ပထမတော့မခြေနဲ့ပြောတယ်ခြေလို့တော့မဟုတ်အဲ့လိုမခြေခဲ့ရင်သူသည်ဝါကြွားသောစိတ်ရှိလိမ့်မည်အဲ့ဒါကြောင့်ပင်တမန်တော်ရှင်ပေါလုကဘာလုပ်လဲဆိုရင်ဝင်ကြွားဝါကြွားနေခြင်းပဲဖြစ်ပါသူကိုယ်တိုင်သိပါတယ်ဝင်ကြွားဝါကြွားခြင်းကမကောင်းမသင့်ဖြစ်တယ်ဝါကြွားခြင်းမပြုရဘူးဝါကြွားမစင်ထာဝရဘုရား၌ဝါကြွားမစင်သခင်ဘုရား၌ပဲဝါကြွားမယ်ဝါကြွားမစင်ခရစ်တော်ဘုရားရဲ့လဝကထဲမှာပဲဝါကြွားမယ်သူပြောခဲ့တဲ့ຢာတွေကိုစန့်ကျင်ပဲပြုပြီးတော့သူလှုပ်ဆောင်နေရခြင်းဟာခုနတုတ်တန်26အပိုက်ငယ်4 5မှာလာတဲ့ခရစ်ယာန်ပိုက်ငယ်9ပေါ့လေမိုက်တော်သူတွေအရာကိုခြေဖို့သူတို့ပြောတဲ့ຢာတွေကိုလိုက်ပြီးတော့တူပါပြီးပြောဖို့အတွက်တမန်တော်ကြီးဘုရားတော်မှာပြုနေတယ်ဆိုတော့သိဖို့ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်တက်တာတော့လည်းဒါစဉ်းစားစရာပဲခရစ်ကျွန်တော်တို့ဟာလားအကျဉ်းစရိုင်းနဲ့ပတ်သက်လို့ပဲဖြစ်မယ်တမန်မွန်ကျွန်တော်ဝင်းငှနဲ့တမာတန်းနဲ့ပတ်သက်လို့ဖြစ်မယ်တိုက်လှန်မှုပြုနေကြတာခေတ်ကလာဆက်စမှာဒါပဲဖြစ်ပါတယ်ကျွန်တော်စိတ်ထဲမှာမကောင်းဆုံးကဘာလို့ဆိုရင်ခရိယန်တွေကိုတိုက်ဖြတ်တဲ့သူတွေကခရိယန်တွေပဲဖြစ်ပါတယ်တခြားဘာသာတရားတွေမှာအဲ့လိုပြောတခြားဘာသာနှိုင်းရှင်ပြောရတော့မဟုတ်သူတို့မှာရှိတဲ့ကျမ်းဂန်တွေမှားတယ်လို့သူတို့ဘာသာဝင်တွေမပြော
တချို့ပြင်းထန်တဲ့ဘာသာတရားမှာဆိုရင်ပြောတော့မပြောရဘူးပြောရင်လက်ပင်ဖြတ်လိုက်မှာအဲ့လောက်ကြောက်စရာကောင်းတယ်ဘယ် Christianity မှာတော့ဘာဖြစ်လို့လဲမပြောတတ်ဘူးကျွန်တော်လက်ဝဲရှိတဲ့ကျမ်းစာမှားတယ်လို့ပြောရတဲ့ Christian တွေသူဖြင့် liberal Christianity ပေါ့လေ liberal ယူဝါဒကိုလက်ခံထားတဲ့သူတွေကျမ်းစာမှားတယ်လို့ပြောရအဲ့ဒါအံ့ဩစရာပဲဒါခုနကျွန်တော်ပြောတိုင်းကျွန်တော်လည်း21ရာစုအသင်းတော်ခြေဆောင်ဖို့နီးနေချိန်ကာလမှာတိုင်လန်မှုတွေစိုင်ပြိုင်မှုတွေဝန်ကြောဝါကြောမှုတွေအများကြီးဖြစ်လာတယ်ဒီခေတ်ကာလမှာဝန်ကြောဝါကြောမှုတွေကဘယ်လိုလဲကိုယ့်ရဲ့နာမည်နောက်မှာဟလာဘွဲ့ဒီဂရီတန်းစီပြီးတော့ရေးတဲ့ခေတ်ကာလကြီးများဖြစ်မှာမပြောတတ်ဘူးနော်ဟော Reverend Doctor လို့ပေးနေတဲ့ခေတ်ကြီးပေါ့လေဒေါက်တာဘွဲ့ဘယ်လုံးကရသွားလဲတော့ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့ Reverend Doctor လို့တတ်ထားလူတွေကမြန်မာခရစ်ယာန်တိုင်းဝင်ပေါ့လေဟောပြပနိုင်ငံမှာလည်းရှိပါတယ်ခြားနိုင်ငံမှာဒါကျွန်တော်မြန်မာခရစ်ယာန်မှာတော့တော်တော်ကြီးကိုများတာဘာဖြစ်လို့လဲမပြောတတ်ဘူးเนาะအဲ့လိုတို့ဒေါက်တာဘွဲ့ရတယ်ဆိုရင်လည်းဟလာ undoctorate ပေါ့ကိုယ်တိုင်အပတ်တကုတ်လေ့လာစီးပူးပြီးတော့ရလာတဲ့ဒေါက်တာဘွဲ့ပေါ့လေဒါမှမဟုတ်ရင်လည်း honorary နဲ့ပြီးတာပေါ့လေ honorary ဆိုတာဂုဏ်ပြုပေါ့လေအဲ့တော့အဲ့ဒေါက်တာဘွဲ့နဲ့အညီဘာလို့ဖို့လို့ဆိုရင်မိဘတဲ့ပြောချခြင်းတွေသုံးနှုန်းခြင်းတွေမှာဟလာဒေါက်တာဘွဲ့နဲ့ညီမျှတဲ့အကျင့်စရိုက်တာလို့ကျွန်တော်ပြောချင်တာဒေါက်တာဘွဲ့နဲ့ညီမျှတဲ့ပညာရေးအရေးချင်းတွေကိုဘာလို့ဖို့လို့ဆိုရင်ဖော်ထုတ်ဖို့လိုတယ်ကျွန်တော်ဝန်နဲ့ဘွဲ့ကဘာတွေ့ရလဲဆိုရင်ကျောင်းနိုင်ငံမှာတစ်ဖက်နိုင်ငံမှာသွားပြီးတော့ master ဘွဲ့ယူထားတဲ့တယောက်ပေါ့လေနော် master ဘွဲ့ဆိုတော့ဒါအထင်ကြီးစရာပဲလေ master of theology ဆိုတော့ MTH ပေါ့လေတယောက်ပြောတာပါအဲ့တော့ဘာလို့လဲဆိုရင် welcome ဆိုတဲ့အင်္ဂလိပ်စကားကိုရေးတာဘယ်လိုရေးလဲသိလားတကယ်စကားလုံးမှန်တော့ WELCOME welcome ဒါသိတာတဲ့စကားပဲမသူတို့ဘယ်လိုရေးလဲ WELLCOME welcome လို့ရေးတယ်ကျွန်တော်မှားပြင်ပြီးတယ်တော့မပြင်နိုင်ဘူးဗျာအော်ဆရာနောက်လိုပဲဟလာနောက်တစ်ယောက်အတန်ထွက်ပေါ်လေကျွန်တော်ဒီမှာရှိတဲ့ကျမ်းစာမှာရှိတဲ့ apostle တို့ဒါတမန်တော်ပေါ့လေနောက်ပြီးတော့epistle ဩဝါဒပေါ့လေဒါတွေကအတန်ထွက်မှန်နေလေသူတို့ကဘယ်အကြောင်းကနေဆင်းလာကြလဲတော့မပြောတတ်ဘူးသူတို့ရဲ့သင်ကြားပေးတဲ့ဆရာတွေကပဲအဲ့လိုမျိုးအတန်ထွက်လာတော့လည်းမပြောတတ်ဘူးဘယ်လိုအတန်ထွက်လဲသိလား apostle ကျွန်တော်မဟုတ်ဘူး apostle လို့ထွက်နောက်ခဏပြီးတော့ဩဝါဒကိုလည်း epistle မဟုတ်ဘူး epistle လို့ထွက်ဒါလည်းပြင်ပေးလို့မရဘူးအဲ့ဒါအောင်စရာပဲဒါကြောင့်ဒီခေတ်ကာလကြီးမှာခုနလိုဝင်ကြွားဝါကြမှုတွေအများကြီးရှိလာတဲ့ခါမှာဘာဖြစ်လာရလဲဆိုရင်တမန်တရားဟောနေတဲ့သူတွေကိုယ်တိုင်ပြင်ရင်လိုက်ပြီးတော့အဲ့လိုလုပ်ရတဲ့ပုံစံဖြစ်အတိတ်ကာလကျွန်တော်ဓမ္မပညာသင်ကျောင်းဟာလားဘွဲ့ယူဖို့စိတ်ကူးစိတ်ပန်မရှိခဲ့ပါဘူးကျွန်တော်အချိန်ပြည့်ဓမ္မဝန်ဆောင်နဲ့1984မှာမှုတော်ဆောင်ခဲ့တယ်10နှစ်ပြည့်ပြီး94လောက်မကြာမှကျွန်တော်ဘာလုပ်လဲဆိုရင် second degree ပေါ့လေ master ဘွဲ့ပေါ့လေကျွန်တော်လောက degree ရှိပြီးသားအောင်အဲ့ဒါယူဖို့ဖြစ်တယ်ဘာလို့ယူရတာလဲအရင်တော့ကျွန်တော်ယူဖို့အကြောင်းမရှိဘူးဘာလို့ဆိုရင်အဲ့ဒီဓမ္မပညာသင်ကျောင်းမှာဖတ်တဲ့စာအုပ်တွေကိုကျွန်တော်အပတ်တကုတ်ကြိုးစားဖတ်တယ်နောက်သူတို့ဆရာတွေရဲ့တုံသင်ချက်တွေကိုပေါ့လေcredit student မဟုတ်ဘဲနဲ့ audit student အနေနဲ့ပေါ့လေအမှတ်မယူပေါ့လေအဲ့နဲ့ကျွန်တော်တက်ပြီးတော့ဓမ္မပညာအဲ့လိုစီးပူးပါတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ဘာဖြစ်လာဆိုရင်ကျွန်တော်တင်မှုစလဲဖြစ်တယ်ကွာတင်းတော်ခေါင်းဆောင်ဖြစ်သွားတယ်ဓမ္မပညာဘွဲ့တော်မရဘူးဆိုပြီးတော့ညီကိုတွေဝိုင်းပြောလွှမ်းကြည့်တဲ့အခါ10နှစ်လောက်ခြားတဲ့ကြာမှဓမ္မပညာကိုကျွန်တော်စီးပူးပြီးတော့သူတို့လိုဓမ္မပညာဘွဲ့တစ်ခုရယူနိုင်ခဲ့ပါတယ်ဒါလည်းကျေးဇူးတော်တက်ပါကျွန်တော်ဆိုလိုချင်တာပထမတော့ကျွန်တော်ယူဖို့မရှိဘူးဒါပေမဲ့လူတွေပြောလွှမ်းကြည့်လို့ယူတာကျွန်တော်တမန်တော်ကြီးရှင်ဘောလို့ရဲ့ဘဝတတာအဲ့လိုမျိုးပုံစံဖြစ်ပါတယ်ပြောလွှမ်းကြည့်တော့ခုနကျွန်တော်ပြောတဲ့အတိုင်းမူတာစကားကြားပါများရင်အမှန်စကားလို့ထင်သွားနိုင်တယ်အဲ့တော့သူကဘာလို့အဲ့ဒါကိုခြေတာသူတို့တူးပြိုင်တဲ့ကြောင့်သူလိုက်ပြီးတော့တူးပြိုင်တာခုနပြောတယ်မင်းဣသေလာလားငါလည်းဣသေလာပဲဒီလူတွေကဟေပြဲတာငါလည်းဟေပြဲပဲဒီလူတွေကအာဗြဟံရဲ့မျိုးစေ့အာဗြဟံအမျိုးနွယ်လားငါလည်းအာဗြဟံအမျိုးနွယ်ပဲအဲ့လိုနဲ့သူ
မလုပ်ချင်တော့လဲလုပ်လိုက်ရတဲ့အရာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဒါမျိုးအခြေအနေတွေ့ကြုံရတဲ့ဆရာတွေညီကိုတွေရှိတယ်ဆိုရင်ပြောပါများလာတဲ့ခါဘာလို့လို့ဆိုရင်အဲ့ဒါကိုခြေပဖို့တူပြိုင်ဖို့ဝါကြွားဖို့ဖြစ်လာတယ်ဆိုတာကိုတမန်တော်ရှင်ဘုရားရဲ့တက်တာကိုကြည့်ပြီးတော့စဉ်းစားဆင်ခြင်သုံးသပ်ဖို့အဲ့လိုပြောတဲ့ကြောင့်လိုက်ဝါကြွားပါလိုက်ပြီးတူပြိုင်ပါလို့ကျွန်တော်တုံ့သင်ချင်တာမဟုတ်ဘူးပြောပါများလာရင်လို့ပြောတာဒါအဲ့ဒီချိန်ဒီတော့ကြည့်ဖို့လိုတယ်ဒါကြတဲ့ကျွန်တော်တို့ဘဝတက်တာကိုအချင်းစရနဲ့ပတ်သက်လို့ပြောတာရှိတယ်နောက်ပြီးတော့ကျွန်တော်တို့တုံသင်ချက်တွေပေါ်မှာပြောတာတွေရှိတယ်အဲ့လိုပြောကြတဲ့လာတဲ့ခါတိုင်းမှာကျွန်တော်ဘာလို့လို့ဆိုရင်ပထမတော့ကျွန်တော်မတုတ်ပြန်ဘူးခြေလည်းမခြေပါဘူးခုနပြောတော့ပြောပါများလာတဲ့ခါကျရင်တော့ဘာလို့လို့လားဆိုရင်တက်မနိုကြီးမလုတ်တင်မလုတ်ထိုက်တဲ့ရာလို့ကျွန်တော်ပြောချင်တယ်ဒါပေမဲ့ဘောလူလောက်ရတယ်လို့ကျွန်တော်လည်းလောက်ရပါတယ်ဆိုတာကိုဒီကနေပြီးတော့ဖော်ပြလုပ်ပါတယ်ကဲဒုတိယခေါင်းစဉ်ကိုကြည့်အောင်ဒုတိယခေါင်းစဉ်မှာသူခံရတဲ့ဒုက္ခဆင်းရဲတွေအပိုက်ငယ်23ဒုတိယစာကြောင်းနေပြီးတော့အပိုက်ငယ်29တိဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဖတ်ပြချင်ပါတယ်ပင်မစွာအမှုကိုထူးဖြင့်ဆောင်ရွက်တော်သူရိုက်ပုတ်ခြင်းထောင်၌လောင်ထားခြင်းကိုအထူးဖြင့်ခံတော်သူသေပြီးနှင့်အချင်းချင်းတွေ့ကြုံတော်သူဖြစ်၏ငါချိန်မြောက်အောင်ယူဒလိုလက်တွင်ဒဏ်ရာ40တခုရုပ်ငါခံခဲ့ရပြီ3ချိန်မြောက်အောင်ချိန်လုံးနဲ့ရိုက်ခြင်းကို၎င်းတစ်ချိန်ခဲနဲ့ပြစ်ခြင်းကို၎င်းငါခံရပြီ3ချိန်မြောက်အောင်တင်ပေါ်ပြစ်ခြင်းကိုငါခံရပြီတနေ့နေ့တညလုံးတနေ့နေ့တညပတ်လုံးပင်လယ်ထဲမှာနေရပြီအချိန်ချင်းဒေသစာရိလှည့်လေပြီမြစ်ကိုကူတော်ပေးဓမြတိုက်တော်ပေးအမျိုးသားချင်းပြုတော်ပေးတပါးမျိုးသားပြုတော်ပေးမြို့ရွာတို့၌ရောက်တော်ပေးတော၌ရောက်တော်ပေးပင်လယ်ပေးညီကိုဖြစ်အောင်ဆောင်တော်သူတို့၏ပေးသူတို့ပြုတော်ပေးဤပေးများကိုငါတွေ့ခဲ့ပြီပင်မစွာမှုတော်ဆောင်ခြင်းအချိန်များစွာမိဖဲဆောင်နေခြင်းမွတ်သိပ်ခြင်းရေငတ်ခြင်းအချိန်ချင်းအစာရှောင်ခြင်းအချမ်းအေးခံရခြင်းအဝတ်အချီးစီးရှိခြင်းဤဆင်းရဲများကိုငါခံခဲ့ပြီနည်းနည်းဟရမို့ကြောင့်ပင်မဆင်းရဲတို့ကခံတဲ့ခံပါခုနကျွန်တော်ပြောလို့အရှင်ဖျားတော့နံပါတ်1ပဲသူခံခဲ့တဲ့ဒုက္ခဆင်းရဲဘယ်သူမှမရမို့ကျွန်တော်ခုနပြောခဲ့တဲ့လူတွေရဲ့ကဲရာတွေရှုပ်ချတာတွေဒါကပင်မဆင်းရဲဒုက္ခတွေပါပေါ်လို့လည်းအဲ့လိုပါပဲဒါပေမဲ့အရှင်ခြေဖျားလေးတော့မိမှာမဟုတ်အရှင်ကတော့နံပါတ်1ပေါ့လေဒါပေမဲ့အရှင်ယေရှုပြီးရင်ကျွန်တော်တင်စားပြောချင်တာဒုက္ခဆင်းရဲခံဆုံးပုဂ္ဂိုလ်ပြောပါဆိုတော့တမန်တော်ရှင်ဘောလူပြောရမှာဖြစ်ပါတယ်ခုနကျွန်တော်ပြောတဲ့အတိုင်းဟုတ်လားဝိညာဉ်စုကျေးဇူးမှာအားလုံးရထားတာအရှင်ရှုဒါပေမဲ့အားလုံးလို့ရထားတာပေါ့လို့တပည့်ကာလမှာအရှင်ရှုကအမှုတော်ဒီမှာထူးချွန်စွာနဲ့ထက်မြက်စွာဆောင်ခဲ့တဲ့လူတစ်ယောက်ပေါ်လူကဒုတိယမြောက်လူဖြစ်လိမ့်မယ်အခုလည်းကြည့်စင်းတို့ခါတဲ့ခါမှာအရှင်ရှုပြီးပေါ်လူဖြစ်လိမ့်မယ်လို့ကျွန်တော်ယူဆကြောင်းဖော်ပြလိုပါတယ်ဒုက္ခနဲ့ဒုက္ခဆင်းရဲတွေခုနကျွန်တော်စမ်းစာကြည့်တဲ့အခါနည်းနည်းရမှာပေါ့တော်တော်ကြီးကြီးမာတာအဲ့ဒုက္ခဆင်းရဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီကတုံ့တင်ချက်ကျွန်တော်ပေးချင်ပါတယ်အဲ့တုံ့တင်ချက်ကဘာလဲဆိုလို့ရှိရင်ပြည်ချန်ခိုင်းနှစ်အပိုင်ငယ်ကိုဒီစင်မှာစုမှုရဏအသင်းတော်ခံတဲ့ဒုက္ခဆင်းရဲအရှင်အသိတယ်မင်းချင်းတာဒုက္ခခန္ဓာဆင်းရဲခံနိုင်ငါသိတယ်ဒါပေါ်လို့လေသူပြောမှကိုရင်သူကသိတာနော်ဘုရားသခင်ရှိမှသိပြီးသားသူရဲ့အမှုတော်ဆောင်ခြင်းကိုဟိုဒါဂျူးခရီးယန်တွေကလာရောက်ပြီးတိုက်ခိုက်တဲ့တကြောင်သူကဘာလို့ဆိုရင်သူ့ရဲ့တမန်တော်ဖြစ်ခြင်းတမန်တော်အဖော်ဆိုသူ့ရဲ့တမန်တော်ဖြစ်ခြင်းအမှတ်တစိလက္ခဏာနဲ့ဘာနဲ့ရှင်လဲဆင်းရဲဒုက္ခတွေနဲ့ရှိနေတယ်ဒီလူတွေဒါမျိုးဆင်းရဲဒုက္ခခံဘူးလို့လားလို့သူမေးချင်တာဖြစ်ပါတယ်မခံရပါဘူးသူကလူတွေမြောက်စားပြီးတော့ဟလာသွားလာတဲ့သူတွေပေါ်လူခံတဲ့ဒုက္ခဆင်းရဲကျွန်တော်ထင်တယ်တစ်ခုတစ်ခုတော့ရှိမှာမဟုတ်ဘူးထင်တယ်သူတို့ကလူတွေအကြိုက်လိုက်ပြီးတော့ပြောနေကြတယ်သူတွေဖြစ်တာအောင်သူတို့တိုက်ခိုက်ဖို့ပဲပေါ်လူကိုတိုက်ခိုက်ဖို့ပဲရှိနေတာအောင်အဲကြောင့်ပေါ်လူကသူ့ရဲ့ခံတဲ့ဒုက္ခဆင်းရဲခြင်းအပြင်သူ့ရဲ့ mark of apostleship သူ့ရဲ့တမန်တော်ဖြစ်ခြင်းရဲ့အမှတ်တစိလက္ခဏာအနေနဲ့ဒီဆင်းရဲဒုက္ခတွေကိုသူပါလေဖော်ပြနေတာဖြစ်ပါတယ်။ဒါကြောင့်ခုနစုမရအသင်းတော်မှာလည်းအရှင်ကဘာပြောလဲမင်းမကြောက်နဲ့တရေတိုင်အောင်သစ္စာဆောင်ပါအဲ့လိုဖြစ်ပါအသက်တော်ဘူးငါပေးမယ်သူရှင်နာမဘုန်းကြီးပါလေအဲ့တော့လေရှင်ယာကုပ်ကပြောပါတယ်စုံလုံးရှစ်ချင်းကိုတိခံတဲ့သူကမင်္ဂလာရှိတယ်အမျိုးမျိုးနှောက်ရှက်ခြင်းတွေပင်ပန်းခြင်းတွေဆင်းရဲခြင်းတွေပေါ့အဲ့ဒီနောက်ဆုံးမှာပါမလဲဂရိထားတဲ့အတိုင်းအသက်တော်ဘူးရမယ်ခုနဗေရကျန်ခိုင်းနှစ်အပိုင်ငယ်30မှာပါတဲ့စကားနဲ့ယာကုပ်ခန်းကြီး1အပိုင်ငယ်7မှာပါတဲ့စကားအတူတူပဲဖြစ်တယ်ဆိုတာကိုကျွန်တော်ပါလဲ
တွေ့မြင်မှာဖြစ်ပါတယ်ဒါဆိုလူမျိုးဒုက္ခဆင်းရဲခံရတဲ့အချိန်မှာတမန်တော်ကြီးကဘာကြောင့်ခါးစည်းခံနိုင်တာလဲအဲ့ဒီအဖြေကတော့ယောမအခန်းကြီး၈အပိုက်ငယ်35 36မှာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒါအရေးပါတဲ့အဖြစ်တဲ့ကြောင့်ကျွန်တော်ထပ်ပြီးဖတ်ပြခြင်းပါတယ်ခရစ်တော်၏ချစ်ချင်းမြတ်တာနဲ့ငါတို့ကိုအဘယ်သူကြွားစေမည်နည်းဘလောက်ပဲဆင်းရဲဒုက္ခခံရပေါလုဘာဖြစ်လို့ခံနိုင်ရှိတာလဲအရှင်ယေရှုရဲ့ချစ်ချင်းမြတ်တာကြောင့်ဖြစ်ပါတယ်ဟာလေလုယာတော့ချစ်ချင်းမြတ်တာခံတဲ့အချိန်မှာချစ်ချင်းမြတ်တာကိုနားလည်ချိန်မှာဘလောက်ပဲဒုက္ခဆင်းရဲတွေရှိနေစေကမူတီးခံပြီးတော့သွားနိုင်တယ်ခုနကျွန်တော်ပြောတဲ့အဆုံးမှာဘာရလိမ့်မလဲသမုရာတင်တော်အရှင်ဖျားပြောသလိုရှင်ယာကုတ်ကဟာလာသူစာလာလက်ခံရရှိတဲ့12ပါးသောအမျိုးစေဣသရေလလူမျိုးတွေပြောသလိုပေါ့လေအသက်တော်ဖူရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာတမန်တော်ကြီးကဘာဖြစ်လို့ဆင်းရဲဒုက္ခတီးခံနိုင်လဲခရစ်တော်ချစ်ချင်းမြတ်တာခံစားရတဲ့ကြောင့်ဖြစ်ပါတယ်တော့မြတ်တာတော့တအားအရေးကြီးပါတယ်ပြည့်ပတ်ကျွန်တော်ဘာပြောခဲ့လဲဟုတ်လားဧဝဟာတဲ့ရှေးဥစွာဖြောင်းခြင်းခံရတယ်အဲ့တော့မင်းတို့လည်းအရှင်ကိုချစ်တဲ့မြတ်တာပျောက်မှစိုးရင်ရတယ်အဲ့တော့ကျွန်တော်ဘာဝင်ရဆိုရင်အရှင်ကိုချစ်တဲ့မြတ်တာယော့ပါသွားလေယော့နေသွားလေဆောနရရှိခံဖို့အတွက်ဒါလမ်းဖွင့်ပေးလိုက်လို့တကားဖွင့်ပေးလိုက်လို့ဖြစ်သွားလိမ့်မယ်အဲကြောင့်ဗတ္တဇံမင်္ဂလာခံတဲ့ခါမှာမမိပါလိမ့်မယ်အရှင်ရှုကိုကောင်းကင်ဤသူကငါနှစ်သက်မြန်လို့ငါရဲ့ချစ်သား my beloved son လို့ပြောပါတယ်ဒါမဿခဏီ3အပိုင်ငယ်16စက္ကန့်မှာတွေ့ရတာမဿခဏီ4အပိုင်ငယ်3ကျတော့သုံးနောက်ရှက်သူသွေးဆောင်သူကပါလာပြောတယ်တင်ဒီဖျားခင်သားတော်မှန်လေချစ်ဆိုတာဖြုတ်လိုက်တယ်အဲကြောင့်ချစ်ချင်းမေတ္တာဟာကျွန်တော်အရှင်ဘုရားထားတဲ့ချစ်ချင်းမေတ္တာနားလေပြီးအရှင်ဘုရားထားတဲ့ချစ်ချင်းမေတ္တာယော့သွားရင်ဒါစုံစမ်းသွေးဆောင်ခြင်းတော့တကားဖွင့်ပြလိုက်လို့ဖြစ်သွားအခုကျတော့ဘာဖြစ်ရလဲအရှင်ချစ်ချင်းမေတ္တာကိုနားလေဘလောက်ပဲပင်မဆင်းဒုက္ခတွေခံအဲ့ဒုက္ခဆင်းတွေမှာတီးခံခြင်းနဲ့သွားလာခြင်းလည်းနိုင်ပြီဖြစ်ပါတယ်ဖျားရှင်နာမှာပုံကြည့်ပါစေအဲ့တော့တမန်တော်ကြီးကဘာဆက်ပြောလဲပိုက်ငယ်ယောမ8:36မှာအကယ်စစ်ကိုတော့အတွက်အကျွန်ုပ်တို့သည်အစမပြတ်အသေးသက်ခြင်းခံရပါ၏တပ်ဖို့ရထားသောတိုးကဲ့သို့အကျွန်ုပ်တို့ကိုသူတစ်ပါးမှတ်ကြပါ၏အဲ့လိုကျမ်းစာလာတဲ့တိုင်စင်ရဲ့ညူညင်ခြင်းညှင်းဆဲနှိမ့်ဆက်ခြင်းမုတ်တိတ်ခြင်းအဝစီးချခြင်းဘေးနေတွေ့ကြုံခြင်းကွက်မြက်ခြင်းကိုခံရတော့လေထိုအမှုတို့တွင်အဘယ်မှုသည်ခရစ်တော်၏ချစ်ချင်းမေတ္တာတော်နှင့်ငါတို့ကိုကြွားစေမည်နီဟာလေလုယာဒါကြောင့်တမန်တော်ရှင်ဘောလို့ဘာဖြစ်လို့ကြီးမားတဲ့ဒုက္ခဆင်းရဲတွေကြောင့်ခရစ်တင်စားပြောခဲ့ပြီးခရစ်တော်ပြီးရင်ဒုက္ခဆင်းခံဆိုတမန်တော်ကြီးရှင်ဘောလို့ဖြစ်ပါလိမ့်မယ်သူပြောတဲ့စကားတွေရပါတော့နေတာမှမဟုတ်တာနဲ့ပင်မဆင်းရဲဒုက္ခမဟုတ်တာဒါပေမဲ့သူဘာလို့ဒုက္ခဆင်းရဲတဲ့မှာတီးခံပြီးသွားနိုင်လဲဆိုရင်ခရစ်တော်ရဲ့မေတ္တာအကြောင်းပဲဖြစ်ပါတယ်ခုနကျွန်တော်ပြောခဲ့ပြီးပြီခရစ်တော်ရဲ့မေတ္တာကိုနားလည်ပြီးပြန်ချစ်ခြင်းဟာသွေးဆောင်ခြင်းတွေကနေလွတ်မြောက်ဖို့နည်းလမ်းဖြစ်ပါတယ်ဟာလေလုယာချစ်ခြင်းမေတ္တာယော့မှာစိုးရင်ရတယ်ပေါလုကပြောခဲ့တာအခုကျတော့ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာတော်ကြောင့်ဘလောက်ပဲဒုက္ခဆင်းရဲညားနေစေကမူဘာဖြစ်လဲသူတီးခံပြီးသွားလာနေတယ်အဲ့ဒုက္ခဆင်းရဲကြည့်တဲ့အခါဟုတ်လားအထူးသဖြင့်တော့တမန်တော်ဝတ္ထုထဲမှာသူခံရတဲ့ဒုက္ခဆင်းရဲတွေတွေ့ရမှာဖြစ်ပါတယ်တမန်တော်ဝတ္ထုက incomplete လို့ပြောခြင်းတယ်ပြည့်စုံတဲ့စာဆောင်မှုသူကActs of Apostle ပြောတာတမန်တော်များရဲ့လှုပ်ဆောင်ချက်များပေါ့တမန်တော်ဝတ္ထုပေါ့လေပေါလုရဲ့အကြောင်းကိုမှတ်တမ်းတင်ခါမှာအကုန်လုံးမှတ်တမ်းတင်တာမဖြစ်နိုင်ဘူးကျွန်တော်က incomplete လို့ပြောတဲ့ခါမှာကျွန်တော်ဆိုတာတမန်တော်ဝတ္ထုကမပြည့်စုံဘူးလို့ပြောခြင်းကပေါလုခံတဲ့ဒုက္ခဆင်းရဲတွေအားလုံးကိုမှတ်တမ်းမတင်ထားဘူးလို့ဆိုလိုတာတမန်တော်ဝတ္ထုမပြည့်စုံဘူးလို့ပြောခြင်းတာမဟုတ်တမန်တော်ဝတ္ထုကကျွန်တော်ဝန်ကြီးရတဲ့တုံသင်ဖို့ပြည့်စုံတဲ့စာအုပ်တော့ပဲ66မှာတအုပ်ပါအောင်ဖြစ်တဲ့ကြောင့်ကျွန်တော်အဲ့ကျွမ်းမဲ့စိတ်ချတယ်ကျွန်တော်ပြောချင်တာကတော့ပေါလုခံတဲ့ဒုက္ခဆင်းရဲတွေကိုတမန်တော်ဝတ္ထုမှာအားလုံးကမှတ်တမ်းမတင်ထားဘူးလို့ပြောတာဖြစ်ပါတယ်ကဲဥမာကျွန်တော်ပြောပြဘာတွေ့ရလဲဆိုလို့ရှိရင်ဟုတ်လား9ချိန်မြောက်အောင်ယူဒလူလက်တွင်တန်ရာ40တစ်ချက်ရုပ်ငါခံခဲ့ရတယ်ဂျူးကနေဂျူးရိုက်လို့ရှိရင်39ချက်ပဲရိုက်ရတယ်
ဒါအဲ့ဒီမှာကျမ်းစာဘာပြောလဲ9 ချိန်မြောက်အောင်လို့သူကဒဏ်ရာ39 ချက်ကို9 ချိန်မြောက်အောင်ခံခဲ့ရတာဒါ Acts of Apostles တမန်တော်တို့မှာမှတ်တမ်းတင်ခြင်းမရှိဘူးနောက်ပါ3 ချိန်မြောက်အောင်ချိန်လုံးနဲ့ရိုက်ခံရတယ်အဲ့ဒါကြတော့တမန်တော်16မှာတခါတော့မှတ်တမ်းတင်ထားတယ်ဖိလိပ္ပိထောင်တဲကိုမရောက်ခင်ပေါ့လေစစ်ကဲတွေစစ်သေးတွေသူ့ကိုဖွမ်းရိုက်ကြတယ်ဟောဒီချိန်တော့တွေ့ရတယ်တပတ်ဒီမှာတော့ကောနီသူဒုတိယဆောင်းပြောတော့3 ချိန်နဲ့ဒီချိန်ခဲနဲ့ပြချင်းဟောဒါတော့တိမောသေရဲ့ဇာတိချက်မြုပ်နေရလို့ပြောအဲ့မြို့မှာသူခံလိုက်ရတာဒါလည်းတမန်တော်မှာမှတ်တမ်းတင်ဒီတစ်ခုတော့မှတ်တမ်းတင်ထားတယ်3 ချိန်မြောက်တင်မောပြချင်းခံရတယ်3 ချိန်မြောက်အောင်ဆိုဒီစာကြီးနေချိန်မှာတမန်တော်29မှာရှိတယ်တင်မောပြတာတစ်ခါရှိတယ်ဒါအဲ့ကမပါသေးဘူးနော်ဒီ3 ချိန်ဆိုတာဒီကောရိန္သုရေးတဲ့ခါခုနတမန်တော်29ဖြစ်မဖြစ်သေးဘူးလို့ပြောချင်တာဟောတမန်တော်29ဖြစ်ပြီးမှရေးတယ်ဆိုရင်ဒီတင်မောပြတာဘယ်လိုပြောရမလဲ4 ချိန်မြောက်တင်မောပြချင်းခံရပြီလို့ပြောရမှာနောက်ပြီးတော့ဟုတ်လားတနေ့တညလုံးပင်လေတဲ့ပါနေရတယ်ပြင်ပန်းစင်လို့ဒါလည်းတမန်တော်29ဖော်ပြရမဟုတ်ကျွန်တော်ပြောချင်တာနှစ်ကောခန်းကြီး7ကိုရေးတဲ့ချိန်မှာတမန်တော်29မဖြစ်သေးဘူးအဲ့ဖြစ်မဖြစ်သေးဘူးဆိုလိုတာဟောဒါကြောင့်ခုနတမန်တော်ဝတ္ထုဟာတမန်တော်ရှင်ဘောလူရဲ့အဖြစ်လို့မှတ်တမ်းတင်တဲ့အခါမှာအပြည့်စုံမှတ်တမ်းမတင်နိုင်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်နောက်ကျမ်းစာဘာဆက်ပြောလဲနော်ဓမြတိုက်တဲ့ဘေးမြစ်ကိုကူးတဲ့ဘေးဓမြတိုက်ခံကျွန်တော်မှတ်တော့တခါမှတမန်တော်ရှင်မှာမှတ်တမ်းတင်တာမတွေ့ရအောင်အမျိုးသားချင်းပြုသောဘေးဒါတော့တွေ့ရတယ်ဂျူးကိုပြုတာပေါ့လေနောက်ပြီးတော့တောနိုင်ရောက်သောဘေးသဲကံမှာတွေ့ကြုံတာသဲမုံတိုင်းတွေဘာတွေဖြစ်မှာပေါ့လေပင်လယ်ဘေးဒါတော့ပင်လယ်ကူးတဲ့ခါမှာတွေ့ရတာဟာနောက်ပြုတာညီကိုဖြစ်အောင်ဆောင်သောသူတို့ဘေးဒါလည်းဒါအရေးကြီးတယ်ညီကိုဖြစ်အောင်ဆောင်လဲဆိုတော့ယုံကြည်သူဖြစ်တယ်လို့အမှုတော်ဆောင်ဖြစ်တယ်ဒီခေတ်လက်ဒါအရေးကြီးရအမှုတော်ဆောင်နေကိုအမှုတော်ဆောင်နေပဲတိုက်ခိုက်နေတာဖြစ်ပါတယ်ယုံကြည်သူမတိုက်ဘူးမပြောဘူးနော်အများစုကအမှုတော်ဆောင်အများစုကအမှုတော်ဆောင်တွေအားပဲတိုက်ခိုက်တာဖြစ်ပါတယ်တမန်တော်ကြီးလည်းညီကိုဖြစ်အောင်ဆောင်လို့သူကပြုနေတယ်ဒါကြောင့်ဒီຢာတွေပြုနေခြင်းနဲ့သူပင်မစွာမှုတော်ဆောင်တယ်အချိန်များစွာမိတ်ပဲစောင့်နေတယ်မိုးတိတ်ချင်းခံရတယ်ရေငါချင်းခံရတယ်အချင်းချင်းအစားရှောင်တယ်အချမ်းအေးခံရတယ်အဝဲအခြေစီရှိတယ်အဲ့စင်းတွေကိုငါခံရခဲ့ပြီလို့ပြောပါတယ်ကျွန်တော်ယုံကြည်မျှော်လင့်တာကြားစောရက်တည်ပြီးတော့တမန်တော်ရှင်ဘောလူကအသက်တော်ဖူဟာလားတခါခံတဲ့အတွက်ကြောင့်တစ်ချိန်လာပြီးမှဆိုရင်အသက်တော်ဖူမြောက်များစွာကမ်းမှာဒါပေမဲ့ကြားစာတော့ပင်မစင်းတို့ခံနေအသက်တော်ဖူတစ်ခါပြီးမယ်လို့ဖော်ပြတာဘောလူကအသက်တော်ဖူရဖို့အတွက်ထိုက်တန်တဲ့သူတယောက်ဖြစ်တယ်လို့ဒါဖော်ပြချင်တာဖြစ်ပါတယ်ကြောင့်တည်းကနေပြီးတော့ချစ်တော်ညီကောင်မတို့ခရစ်တော်ဖို့ခံတဲ့ဒုက္ခဆင်းရဲကြောင်းကိုတမန်တော်ကြီးကမှတ်တမ်းတင်ခဲ့တယ်အဲ့မှတ်တမ်းတင်တဲ့ရည်ရွယ်ချက်ကဘာဆိုရင်သူ့ရဲ့တမန်တော်ဖြစ်ခြင်းရဲ့အမှတ်တစိတ်လက္ခဏာတွေနဲ့ဒါတွေကိုဖော်ပြနေတာဖြစ်ပါတယ်အဲ့ဒီကျွန်တော်ဘဝတတမှာလည်းပေါလုခံတဲ့ဒုက္ခဆင်းရဲတွေကိုကြားနာဆင်းနှုံးသိပြီးတော့သူဘာကြောင့်ပြီးခံနိုင်ခဲ့လဲခရစ်တော်ရဲ့မြတ်တာတော်ကြောင့်ဖြစ်ပါတယ်ကျောင်းရဲ့နှုတ်ကတော်ရဲ့ဝင်ကားချပြရောက်တဲ့ပုံမှာဘုရားခင်သည်အသက်တပံပြန်လဲကောင်းကြီးပေးပါစေတော့ဆုတော်နိုင်ကြပါစို့မြတ်တော်ရှင်ဖပါတမန်တော်ရှင်ဘောလူခရစ်တော်ဖို့ခံရတဲ့ဒုက္ခဆင်းရဲတို့တော့တွေ့ကြရပါတယ်မိုင်းနဲ့ဆာနဲ့ဆိုင်ပြိုင်နှိုင်းရှင်ခဲ့ပါတယ်သူခံတဲ့ဒုက္ခဆင်းရဲဖော်ပြခဲ့ပါတယ်အဲ့လိုခံတဲ့ချိန်မှာခရစ်တော်ရဲ့ချစ်ချင်းမေတ္တာနဲ့မကွာစီနိုင်လို့သူသိရတဲ့အတွက်ကြောင့်ဒီဒုက္ခဆင်းရဲမှာသိခံနိုင်ခဲ့ပါတယ်ဒါကြောင့်သူအသက်တော်ရဖို့အတွက်ထိုက်တန်ခဲ့ပါတယ်ယနေ့သားတို့ရဲ့ဘဝတတမှာလည်းတွေ့ကြုံရတဲ့ဘဝတိုက်ပွဲတွေဆောင်းတော်ရှိခြင်းတွေမြောက်များစွာကြားထဲမှာတီးခံခြင်းနဲ့သွားလာစရာအကြောင်းဖြစ်စေဖို့ဒီနှုတ်ကတရားစာဖြင့်အလင်းပေးခြင်းပဲ့ပြင်ခြင်းသုံးသင်းခြင်းတို့ပြုပြီးတော့ကောင်းချီးပေးပါမည်ကြောင်းထားမြောက်သက်ရှင်တော်မူသောအရှင်ယေရှုဖခင်နာမတော်မြတ်ကိုမြည်ပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနံ့ကြပါရယ်ဖခင်သခင်အာမင်ကျွန်တော်ဒီဝင်ငါချက်ကို public မှာ share လုပ်ခြင်းဖြင့်အမှုရမြတ်မှာဆက်လက်ပေါင်းပေးပါအောင်လို့တောင်းဆိုလိုပါတယ်ရောက်တဲ့ပုံမှာဘုရားသခင်ဒီကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တော်လောင်းပြီးလမ်းပြတော်မူပါစေသောအာမင်